Number 24 into the gap day ပြပြပေးထားတဲ့ number of play Cherokee တက်ပြပြီးပါလား Fabulous ကိုတော့ Oh my Jenny ပဲနေပြီဒီမှာလည်းတက်ပြရဆိုတော့4အဲ့ဒါပေးဖို့ကြိုးစားရမယ်လေအပါလေးပဲတက်ပြဖန်ထားတာဒီတောက်ပါတော့ 24K တော့တက်ပြ speak ပဲပြီးတော့ black ကောင်ပြပြပြသွားရကြအပြင် Shadow Strike ပြပြီးရပြီး PS ဝင်လာတော့ into the gap နဲ့တူပဲ value ပြန်ဖန်ထားနေတော့ fan ဝင်လာဖို့ကြိုးစားရမယ်လေ second တော့ရောက်ရှိဖို့အားထုတ်နေတယ်ဘာမှလည်း jungle ရှိနေကြတဲ့ခိုင်တာတခုမှာအဲ့တော့ကနေ3ချက်ပိုးပြီး 24K ပေးခဲ့ mistake တက်ပြီးတော့အဆုံးသတ်ပေးထားပါသေးတယ်ဟောမှလည်းတက်ပြီးတော့ပဲတက်တယ်တော့ fan ယူသွားနေနေပဲတစ်ဖက်မှာရှိနေခဲ့တဲ့ကျွန်တော် PS ကိုတော့အချက်တစ်ခုကျွန်တော်တို့ဆက်ပြီးတော့တွေ့နေရတယ် goal match ပိုင်းမှာပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် stage ရဲ့ Rusty 6ချက်တော့ SW Force နဲ့ Ejecta Elite Stay Alive မှာရှင်းတက်ပြီးတော့အဆုံးသတ်ပေးထားလိုက်ပါပြီတော့ကျွန်တော်ကြရင်တကောင်လေးကိုပဲအကုန်လုံးဝိုင်းပြီးတီးပြီးတော့ကျူးသားနေရဆိုပေမဲ့ရင်းနေပြန်ပြီးတော့ပြီးတော့ပြန်ထွက်လာတယ်ဗျာနောက်မှလည်းတောက်ရှော့ပဲတကယ် 3 man နေကြားရမှာပဲတက်ပြီးတော့ပြီးလာဗျာMystery ပြီးတော့ damage ရ PS နဲ့ Quishero Cherokee in the back line ဘယ်နဲ့ကောင်းတယ်ပြီးတော့အဆုံးသတ် Ejecta Force ဒီအမ PS Quishero ပြန်กิน into the gap မှာ 3 man တက်ပြီးတော့ထိပ်ပြီးထားပါသေးတယ်နောက်မှလည်း Fanny ပြန်ပြီးဝင်လာတဲ့ Evolution ပြီးဖို့ကျူးသားတယ်ဗျာ into the gap တွေကြားရမှာကျွန်တော်ကပါလာခဲ့ bullet damage ကြားရမှာ into the gap တွေစပြီးတော့ပြီးသွားခဲ့ပါပြီရှင်းပါလေ Black တွေတောက်ရှော့ကောင်းတော့ကိုကျူးသားရမယ်လေ Step နဲ့ damage ကြားမှာလုံးဝတော့ can တော့မရှိသေးဘူးဗျာတောက်ရှော့ပဲ Lorry ရော into the gap ဒီတပြေးပြီးဝင်လာခဲ့ပြီဗျာနောက်မှတက်ပြီးတော့ Ejecta ကမို့တော့ကျူးသားရမယ်လေကြားတော့မကြသေးဘူးဗျာတော့ play ကိုတော့ပြန်ပြီးတော့ပေးနေတယ်ပဲ play ပြန်ပြီးလွတ်မြောက်သွားတယ်ပေးရဲ့ back tower ကိုပြန်လဲရောက်နေတဲ့တောက်ပါတော့PS နေတော့ play ကိုတော့ပြန်ပြီးအပေါပေါ်သွားပြီဗျာဟောလေပြန်ပေးထားခဲ့မယ်ဒီတော့လေထပ်ပေးရဖို့တော့ရှိနေပါဦးပဲဟောလေ PS ပြန်ပြီးဝင်လို့ကြိုးစားတယ် Evolution 3 block 5 minute 5 3 4လို့ပါဗျာ W4 ပြန်ပြီးပေးရတော့ hand ကောတက်တောင်းနေနေပဲ Alita Devk သိမ့်ပိုင်နေနေပဲလို့ ကောင်းမယ်ဆိုလို့ရှိရင်တော့မှတော့ပြီးပြီးတော့ swing ပေါ်သွားတာမျိုးတွေတော့ထောက်တာမျိုးတွေအများကြီးလို့ရပြီပြေးပြီးတော့ဖမ်းပေးလာတယ်ဗျာနောက်မှ diagram ပါသွားပြီဆိုတော့တောက်ပါပဲတောက်ချော့ပဲ stage ပြန်ပြီးအဆုံးသတ်ပေးတဲ့ Fanny ပြန်ပြီးဝင်လာတဲ့တောက်ပါ Cherokee ပြန်ပြီးကြိုးစားကြဝင်တော့ nature ပြန်ပြီးပေးရတဲ့တောက်ပါတော့ PS သူရဲ့တော်တော်လေးကိုကိုင်းနေနေပဲနောက်မှရင်အကုန်လုံးသွေးနေနေပဲပြန်ပြီးတော့ forward တော့လုပ်ရတော့မယ်ဗျာဒါမှလည်း Elita တောက်ချော့ပြခွဲနေခဲ့ damage တော့တစ်ဖက်ကလည်း Quishero တောက်ချော့ခင်းထားစေပဲနောက်မှလည်း stage နောက်ကလည်း vision တော့သိမဲ့ပုံစံလီဒါရဲ့ destruction တခုနဲ့လာတော့ join ရ blink ပြန်ပြီးဝင်လာခဲ့ပြီဗျာ blink ထပ်ပြီးတော့ဝင်လာကိုကြိုးစားနေတဲ့နောက်မှာဒီလုံးလည်းထပ်ပြီးတော့ရတဲ့ပြော PS တကောင်ပြန်ပြီးတော့ down နေနေပဲလော်လည်းပေးလိုက်ရနေတယ် Hyuki တကောင်မှာ AI Esport ပေးလိုက်ရပြီဗျာဒီပါနေပေါက်နေတယ်တော့ or ဖြည်းဖြည်းနဲ့ပြန်ပြီးတော့တက်လာအောင်ပါဗျာ All Mega ပါလာခဲ့တဲ့ Scorpion Wave play in the back line Astro 4တောက်ချော့ Evolution 2 man ဖက်တော့ဖက်ပေးလိုက်မယ် Oh my Jenny နောက်မှလည်း Alita into the gap တွေကိုပြန်ပြီးတော့တိတ်ရှောင်းနေမှာ Winner Crown ပြန်ပြီးခဲထားသေးရဗျာတောက်ချော့ပဲ Melzy W4 ပြန်ပေးတဲ့နောက်မှာတော့သူတို့ချိုးသားတဲ့ဟောက်ဆို Cherokee ပြန်ပြီးတော့ပိုင်းထားတဲ့နောက်မှာတော့မကြတော့ဗျာ2 man တက်ပြီး down တဲ့နောက်မှာ Stay ပြတဲ့ damage ကြောင့် Black မှာတက်ကြနေနေပဲ Shut down ကြီးပေးလိုက်ရရင်ပဲလေ Medium pressure တွေကြောင့်ပဲ YG game number 2ကိုတော့အနိုင်ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ် Best of 3 series ရဲ့ game number 3 ကိုပါဆက်လက်ပြီးတော့ခေါ်ဆောင်သွားနိုင်